မနက်ဖြန်9ရက်9လ2026အတွက်ကိုပြောပါမယ်နော်9ရက်9လ2026နော်ဒိတ်ကလေးကတော့တော်တော်လှအဲ့တော့မနက်ဖြန်အတွက်ကိုမပြောခင်မှာဒီနေ့အတွက်ကကျမတို့မုတ်ပေါ့နော်မုတ်မနက်ပိုင်းကိုမုတ်ကျင်းသေးပေါ့စားကြမယ်လို့ကျမပြောရလေအဲ့မှာမုတ်တစ်ခုစားသွားတယ်နော်မနက်ပိုင်းမှာအဲ့တော့အဆင်ပြေကြလားเนาะကျမအဖွဲသားတွေကတော့အဆင်ပြေကြတယ်ပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကလေးလုံးခွေလဲတခါလေးတန်းထွက်သွားတယ်เนาะဈေးပေါက်ကောင်းတယ်အဲ့ဒီလေးလုံးခွေကိုမှပတ်သီးနဲ့ပါပေါ့เนาะပတ်သီးနဲ့ပါရောပြီးတွဲထွက်သွားတာဖြစ်တဲ့အတွက်ဝမ်းသာပါတယ်ကွန်ကွန်ပါเนาะဒါတော့ကျမအဖွဲသားများကိုပြောတာပါနောက်တစ်ခုကကြတော့ဟိုပါပေါ့ဟိုဒီနေ့အတိုင်းတာမှာဆိုလို့ရှိရင်ဒါတော်ချောင်းလေးတွေကလုံးဝအလုံးမလုံးသွားဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီမနက်ဖြန်9ရက်9လ2026မှာအဓိကကတော်ချောင်းဖြစ်သွားပြီနော်တော်ချောင်းလေးတွေနဲ့ကစားဖို့ဖြစ်သွားတယ်ဒီနေ့မုံစားပြီးပြီဆိုတော့အားရှိသွားပြီမနက်ဖြန်ကိုတော်ချောင်းနေနဲ့ကစားရမယ်ဆိုတဲ့ခါကျတော့မနက်ဖြန်အင်္ဂါနေ့9ရက်9လ2026အတွက်ကိုမုံအနေနဲ့ကတော့9ခုစားရင်ကောင်းမလားနော်3 9ခုစားရင်ကောင်းမလားပေါ့နော်ထုံးစံအတိုင်းပဲချိန်စားမှာပေါ့ဒါပေမဲ့ကျမကတော့မုံထက်ပေါ့နော်ဒီတော်ချောင်းလေးတွေကိုအဓိကဦးစားပေးခြင်းနဲ့မနက်ဖြန်မနက်ပိုင်းကိုလေအဲ့တော့တော်ချောင်းလေးတွေအနေနဲ့ကကြတော့3ချောင်း5ချောင်း8ချောင်းနော်အဲ့တော့3ချောင်း5ချောင်း8ချောင်းဖြစ်တယ်တော်ချောင်းလေးတွေကမနက်ဖြန်မနက်ပိုင်းမှာတော်ချောင်းကိုအဓိကကစားစေခြင်းနဲ့ပေါ့နော်တော်ချောင်းလေးတွေနဲ့အဓိကကစားစေခြင်းနဲ့နောက်တစ်ခုကပဝက်စိတ်ဖမ်းတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်လေ6កောင်ကနေအရင်စဖမ်းပါနော်အဲ့တော့ဒီ6កောင်ကိုဇွဲလေးနဲ့မိမိရဖမ်းပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်အဲ့တော့မနက်ဖြန်တရက်စာအတွက်ကိုဒါမုံလဲပြောပြီးသွားပြီတော်ချောင်းလေးလည်းပြောပြီးသွားပြီနော်နောက်တစ်ခုကလေအဲ့ဒီမနက်ပိုင်းကိုမနက်ဖြန်မနက်ပိုင်းကိုပေါ့နော်ပေါ့ကျွန်မတော်ချောင်းလေးကိုလေကျွန်မရှစ်ချောင်းကိုတော်တော်ကြိုက်တာတော့သိလားတော်ချောင်းရှစ်ချောင်းနဲ့ကစားမယ်ကျွန်မကတော့လေတော်ချောင်းများများဆဆနဲ့ကစားပို့ပြီးအားရတယ်ပေါ့နော်အဲ့တော့မနက်ဖြန်မနက်ပိုင်းကိုရှစ်ချောင်းပေါ့နော်တော့ရှစ်ချောင်းနဲ့ကစားခြင်းနဲ့အဓိကဦးစားပေးပေါ့နံပါတ်1ကတော့အဲ့ဒါလေးကိုပြောချင်ပါတယ်နော်နောက်တစ်ခုကကြတော့ကျမဒီထီသိန်း100စုအတွက်ကိုနော်ထီအဆောင်ကြီး1000အတွက်ကိုဟိုပေါ့ဒီမှာဂရုမှာလူဦးရေပြည့်အောင်စောင့်နေတယ်နော်အဲ့ခါကျတော့တကယ်လို့ကျမပြောလိုက်ဒီကိုစိတ်ဝင်စားလို့လိုက်လုပ်ကြည့်တယ်ကျမနဲ့ကန်ဆက်လို့ပေါ့နော်တိုးသွားတယ်အောင်သွားတယ်ဆိုရင်ကျမစီမှာပါထီလာထိုးလိုက်ဘာဖြစ်လို့ဆိုတော့ဒါကျမနဲ့ကန်ဆက်လို့လေနော်ဒါကျမနဲ့ကန်ဆက်လို့ဒီလိုမျိုးအောင်မြင်တာဖြစ်တဲ့ခါကျတော့နှစ်ထပ်ကွမ်းပို့ပြီးကန်ဆက်အောင်ပို့ပြီးအောင်မြင်အောင်လို့ထီလာထိုးထီထိုးတယ်ဆိုတဲ့နေရာမှာဒါဟာလေကန်ဆန်းခြင်းပဲကန်ကိုပဲအဓိကဦးစားပေးပြီးတော့လုပ်ပေးတဲ့အရာဖြစ်တယ်နော်အဲ့တော့ကြောင့်မို့လို့ကျမကတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီ Viber မှာလာပြီးတော့ထီလက်မှတ်လာဝယ်ဖို့တိုက်တွန်းပါတယ်